ကဲဒီနေ့ကတော့ဝါရင်းပေါ့နော်ဝါရင်းတင်မယ်ဒါဝါရင်းအကြောင်းအရာများနော်ဒါဒီနေ့ကစမယ်ဝါရင်းစတော့ဝါရင်းမှာပါလဲလက်စစ်ပစ္စည်းတိုင်းတာခြင်းပါမယ်ဘက်ထရီချာခြင်းဝါရင်းပါမယ်ရေသုံးမော်တာဝါရင်းနဲ့ဟွန်းဝါရင်းပါမယ်ပြီးရင်စက်တက်မော်တာဝါရင်းပါမယ်ပြီးရင်ရှေ့မီကြီးဝါရင်းပါမယ်ပြီးရင်ဘေးဘက်ညာအချက်ပြနဲ့ဇုံမီဝါရင်းပါမယ် break silent ဘတ်မီဝါရင်းပြီးရင်ပလက်မီဝါရင်းပါမယ်ကဲစမယ်နော်ဒါအခုကတော့ကျွန်တော်ဒါဝါရင်းတင်ရမယ့်ဟာတွေအများကြီးပဲနော်အခုလေးချောင်းရင်စမယ်နော်ကဲစကဲလေးချောင်းကျွန်တော်စတင်မယ်လေးနော်ဒီကောင်းမှာလေးဒါပကြားအိုင်ဖြစ်ပကြားမက်ဆီမှာဖြစ်ပကြားကောက်ကိုဖြစ်ဒီလေးသုံးလုံးပါတယ်နော်ဒီလေးသုံးလုံးပါတယ်လေးကောက်ပဲလေးနော်ဒါလေးကောက်ပဲလေးသုံးလုံးပါတယ်ကဲလေးလို့ခေါ်တယ်နော်ဒါကိုလေးလို့ခေါ်တယ်ဒါကလေးကောက်ပဲလေးနော်လေးကောက်ပဲလေးကိုကျွန်တော်ကဒီကောက်ကိုတတိယပြည့်ကျွန်တော် electromechanical လို့ခေါ်တယ်နော်နော် electromechanical မှာဒီကောင်ကဒီမှာ coin နဲ့အလဲမှာ coin နဲ့ပြီးရင်ဒီဘက်မှာကပ်ပေးတဲ့ကောင်လေးနော်ဒီဘက်မှာကပ်ပေးတဲ့ကောင်လေးသူကလိန်ငုတ်ကြောင်းပါဆိုရင်ကျွန်တော်ကအရင် coin ရင်လာမယ်နော် coin မှာဘယ်ဘက်ကပဲပေါင်းကျွေးအနှုတ်ကျွေးဟိုပေါင်းနှုတ်ခုကျွေးရမယ်နော်လိန်ငုတ်မှာဗလေးဆိုတာ तू ကခလုတ်ပုံစံပဲအဲ့လိုမျိုးပေါ့ဟုတ်ပြီနော်အဲ့လိုမျိုးအခုဒီမှာကျွန်တော်ကအပေါင်းနှုတ်ကျွေးလာပြီနှစ်ဆဒီရဲ့ coin ကိုကျွန်တော်ကအပေါင်းနှုတ်ကျွေးလာပြီဆိုရင် तू ကဒီဘက်ကအပေါင်းကျွေးရင်ဒီဘက်ကလည်းအပေါင်းပဲထွက်မှာဒီကအနှုတ်ကျွေးမှဆိုရင်ဒါအနှုတ်ပဲပြန်ထွက်လာမှာဒီ coin ကို तू ကအပေါင်းနှုတ်ကျွေးလိုက်တာနဲ့ဒီမှာတန်လိုက်ဆက်ကွင်းဆိုတာဖြစ်လာတယ်နော်ဒီမှာတန်လိုက်ဆက်ကွင်းလေးဖြစ်လာတယ်ဒီတန်လိုက်ဆက်ကွင်းကနေပြီးတော့တစ်ဆင့်ဟိုကဒီမှာအပေါင်းပဲကျွေးအနှုတ်ပဲကျွေးနော်အပေါင်းကျွေးရင်အောက်ကလည်းအပေါင်းထွက်မယ်အပေါင်းဘိုးထွက်ပြီးမယ်အပေါင်းဘိုးနော်ဒီကောင်ကဆွဲကပ်ဝေးလာနော်ဒီမှာအပေါင်းကျွေးလိုက်ပြီဆိုတာနဲ့တော့ဒါဆိုရင်ဘာကျွေးမလဲဆိုတော့ခလုတ်ကကျွေးလိုက်နော်ခလုတ်ဖွင့်ပြီဆိုတာနဲ့ဒီမှာလက်ကပ်ပြီပြေးကပ်ပြီဒီလို main ကကျွန်တော်တို့တော့ဖွင့်ပြီးတော့နေတစားကျွေးတာပြီသားနော်ဒါကနေပြီးတော့တော့ဖွင့်ပြီးတော့နော်ဒါကတော့ body app နော်ဒါကတော့တော့ဖွင့်ပြီးတော့တစားကျွေးရမယ်ဒါကတော့ကျွန်တော်တို့ခလုတ်ပေါ့နော်ခလုတ်ကလာတဲ့တစားပေါ့နော်ခလုတ်ကလာတဲ့မိထွက်တစားအပေါင်းပဲဖြစ်အနှုတ်ပဲဖြစ်တိုက်တာကျွေးသူ့အပေါင်းကျွေးဒီမှာလည်းအပေါင်းပဲထွက်မယ်နော်သူ့အနှုတ်ကျွေးလဲဆိုရင်အနှုတ်ပဲထွက်မယ်နော်ဒါပဲလေးရဲ့သဘောတရားဒါကိုသိရမယ်ပဲလေးနော်ဒီမှာ तू ကဒီမှာအပေါင်းလို့ကျွေးပြီးသားဆိုနေဒီမှာအပေါင်းရဲ့အနှုတ်ရဲ့ကျွေးလိုက်ပြီဆိုတော့ဒီမှာ तू ကတန်လိုက်ဆက်ကွင်းလို့ဖြစ်ပေါ်လာပြီနော်ဒီကောင်ကိုကျွန်တော်ကဘာလဲဆိုတော့ electro နော်ဒီကောင်ကို electro လို့ခေါ်တယ်ဒီနောက်ကဒါက contact လို့ခေါ်တယ်ချိတ်ဆက်ပေးတာ तू ကနော်တော့သိရမယ်ဆိုရင်အခုဒီမှာနော်ဒါ point ဒီမှာတိုက်တဲ့ဘက်အပေါင်းကျွေးဘောပေါင်းကျွေးပေါင်းလို့ကျွေးတယ်နော်ဒီကောင်ကိုဒါ point နော် CO အဲ့ဒါ point ပြီးရင်ဒီမှာခုနော်ဒါလေးကိုကျွန်တော်တို့က contact သူကချိတ်ဆက်ပေးတဲ့ဟာနော် contact လို့ခေါ်တယ်နော် contact လို့ခေါ်တယ်နော်ဒီဘက်မှာအနှုတ်ကျွေးရင်ဒီဘက်အနှုတ်ထွက်မယ်ဒီဘက်မှာအပေါင်းကျွေးမယ်ဆိုရင်ဒီဘက်လည်းအပေါင်းပဲထွက်မယ်ဟုတ်နော်အဲ့လေးရဲ့အလုပ်ပုံနော်သူ့မှာသုံးထားပေးတယ်ဆိုတာလေးကကျွန်တော်တို့ကမီအားကိုထိမ့်မိတာနော်မီအားတွေကိုသူကထိမ့်မိရတာကျွန်တော်မီကြီးမှသုံးတယ်လူနာကအနောက်စတတာပဲလေးမှသုံးတယ်နော်လေးရဲ့နောက်တစ်မျိုးကဟိုဟာနဲ့မတူဘူးအဲကျွန်တော်ဆလူနိုင်လို့ခေါ်တဲ့ကောင်ဒါဟိုဖွဲ့စည်းပုံကတူပဲတူပဲသူကလည်းကပ်ပြီးတာနော်သူကလည်းကပ်ပြီးတာပဲနော်အခုဒါတော့လေးပေါ့နော်ဒါပဲလေးကြောင်းအခုပြောပြနေတာဒါပဲလေးနော်ဒီမှာတော့ဖွင့်မရတစားလာမယ်အပင်လာမယ်ပြီးရင်ခလုတ်ကနေပြီးတော့ကျွန်တော်တို့တစ်ခုနှိပ်လိုက်တာနဲ့မီးတစားထွက်မယ်ခလုတ်ကနေအဲ့မီးစားကကျွန်တော်ဒီမှာလက်ကပ်ပေးတယ်နော်ဒီနားလေးမှာ contact ဖြစ်ပေးတယ်ဒီမှာလက်ကပ်ပေးလိုက်တယ်အဲဒီခလုတ်ကထွက်လာတဲ့ဟာကအနှုတ်ဆိုရင်ဒီမှာအနှုတ်ထွက်လာမယ်ဒီမီးကနော်ဒီခလုတ်ထွက်လာဟာအပေါင်းထွက်လာမယ်ဆိုရင်ဒီမှာအပေါင်းထွက်လာမယ်နော်အဲ့ဒါလေးရဲ့လောက်ပုံပဲ
နော်ဒါ relay ရဲ့လှုပ်ပုံပြီးရ relay ကိုဒါကို coin လို့ခေါ်တယ်ပြီးရင်ဒီဘက်ဟာကို contact လို့ခေါ်တယ်နော် mechanical လို့လည်းခေါ်တယ်ပေါ့နော် mechanical contact နော်ချိတ်ဆက်ပေးတဲ့ကောင်လို့ပဲပြောတာသူကဒါချိတ်ဆက်ပေးတယ်ခလုတ်ပေါ့ဗျာအဲ့ဒါကြောင့်ဒီ relay တစ်လုံးလုံးကခလုတ်ပုံညာပဲခလုတ်ပဲခလုတ်အဓိကသူကဘာလုပ်ပဲဆိုတော့မီးအောင်ထိန်းပေးတယ်ဟုတ်နော်မီးထိန်းတာကောင်ပဲကဲ relay အသိပြီဆိုရင်ကျွန်တော်က